Great ကြောင့်တကြောင်သူများအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ပေါ်နေလက်လျင်ကြပြာကအလင်္ကာတွေကိုလေ့လာမျှဝေပေးသွားမှာဖြစ်ပါတယ်ပေါ်နေလက်လျင်ကြပြာမှာဆိုရင်အလင်္ကာ၄မျိုးပါဝင်တာကိုတွေ့ရတယ်ဥပမာအလင်္ကာယူပကအလင်္ကာဝင်ကားဥတ္တိအလင်္ကာနဲ့တိတ္တယဥတ္တိအလင်္ကာဆိုပြီးတော့ဒီအလင်္ကာ၄မျိုးစလုံးကိုတွေ့ရပါတယ်ပထမဆုံးဥပမာလင်္ကာတစ်ပုဒ်ဖြစ်တဲ့မုံတိုင်းစင်လိုဆိုတဲ့ဥပမာလင်္ကာဟာဆိုရင်ဒီဥပမာလင်္ကာဟာမင်းလွင်မြူခိုးတွေရှုပ်တိုင်းအုံမိုင်းနေပုံနဲ့မုံတိုင်းတိုက်ဖို့အချိန်မှာရှုပ်တိုင်းအုံမိုင်းပုံဒီအနှိုင်းခံတဲ့အနှိုင်းကိုခိုင်းနိုင်ရေးဖွဲ့ထားတာဖြစ်တယ်သူ့ကိုအပြည့်စုံဖြေမယ်ဆိုရင်တော့မင်းလွင်မြူခိုးတို့ရှုပ်တိုင်းအုံမိုင်းနေပုံအနှိုင်းခံကိုမုံတိုင်းတိုက်တော့မဲ့အချိန်အုံထိုင်းရှုံးမိုင်းပုံအနှိုင်းနဲ့ခိုင်းနိုင်ရေးဖွဲ့ထားသောကြောင့်ဥပမာလင်္ကာမြောက်သည်လို့ဖြစ်ရင်ကျွန်တော်တို့မှတ်ပြရမှာဖြစ်ပါတယ်နောက်တစ်ခုကမြရည်တက်မှတ်ဝင်ကောက်ဥတ္တိအလင်္ကာဖြစ်ပါတယ်သူကိုတွေ့ဝိုက်ပြီးတော့ရေးဖွဲ့ထားခြင်းဖြစ်တဲ့မြရည်အသက်တမျှရှက်မြတ်နိုးရသောသူဆိုပြီးတော့အဓိပ္ပာယ်ဝင်ထားတာတွေ့ရတယ်နောက်ထပ်တစ်ခုဖြစ်တဲ့ရှစ်ထွက်တင်ရှစ်ထွက်တင်ကိုအချို့အထူးထုတ်တင်မှာအချို့ဒီအဖြစ်ဆုံးတွေမှာရှစ်ထွက်တင်ကိုဝင်ကောက်ဥတ္တိအဖြစ်သတ်မှတ်တယ်ကျွန်တော်လည်းဒီနေ့ဝင်ကောက်ဥတ္တိအဖြစ်ပဲသတ်မှတ်တယ်သို့တော့ရှစ်ထွက်တင်ရဲ့အဓိပ္ပာယ်ကိုပြောကြမယ်ဆိုရင်တချို့စာအုပ်တွေမှာကအလွန်အမင်းရှစ်ခင်ကျင်နာသူအလွန်အမင်းရှစ်ခင်ကျင်နာသည်ဒီလိုအဓိပ္ပာယ်ပြန်ကြတယ်တကယ်ဒီရှစ်ထွက်တင်ရဲ့အဓိပ္ပာယ်ကကြတော့ကျွန်တော်တို့ဒီရှေ့ကရောက်ခဲလက်ဟုဆိုတဲ့စကားလုံးအသုံးလုံးဒီရှေ့ရစကားနဲ့ရှိတ်ဆက်ပြီးတော့အဓိပ္ပာယ်ပြန်မယ်ဆိုရင်ရောက်ခဲလက်ဟုရှစ်ထွက်တင်သည်ရောက်ဖို့ခဲရင်းတဲ့အတွက်ခက်ခဲနေတဲ့အတွက်သူ့ရဲ့ရှစ်သူကသူ့အပေါ်မှာဒီကြားဆိုးအပေါ်မှာရှစ်ထွက်တင်တယ်အရှစ်ကြောင့်ခံစားနေရတယ်သို့မဟုတ်သူ့အပေါ်မှာစိတ်ဆိုးစိတ်ကောက်ဖြစ်တယ်ဒီလိုသဘောမျိုးနဲ့အဓိပ္ပာယ်ကိုပြန်ရမှာဖြစ်တယ်ဒါကြောင့်ဝင်ကောက်ဥတ္တိအလင်္ကာဖြစ်တဲ့ရှစ်ထွက်တင်ကိုကျွန်တော်ရေးတဲ့အခါမှာအရှစ်ကြောင့်ခံစားနေရသည်အရှစ်ကြောင့်စိတ်ဆိုးစိတ်ကောက်ဖြစ်နေရသည်ဟုတိုက်ရိုက်မရေးပဲရှစ်ထွက်တင်သည်ဟုသွယ်ဝိုက်ရေးဖွဲ့တဲ့အတွက်ကြောင့်ဝင်ကောက်ဥတ္တိအလင်္ကာမြောက်သည်လို့ရှင်းလင်းထားတာဖြစ်ပါတယ်နောက်တစ်ခုအလင်္ကာတစ်ခုကတော့ပြာစင်ချွန်းလက်သူဟာလည်းဝင်ကောက်ဥတ္တိအလင်္ကာပဲဖြစ်တယ်ဝင်ကောက်ဥတ္တိအလင်္ကာတွေကတော့အထူးတလဲရှင်းလင်းပြောပြနေစရာမလိုဘူးလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကခက်စစ်ထဲမှာအပြည့်အတီလင်ပါဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ခက်စစ်ထဲမှာမပါတဲ့ဒီရှစ်ထစ်တင်တို့လိုစကားလုံးအသုံးအနှုန်းတွေကြတော့ဒီဆရာတွေရဲ့ခြေဒီစာဘိုက်ထဲကကြပြစာသားတွေတဲကစကားလုံးအသုံးအနှုန်းတွေကိုချိတ်ဆက်လေ့လာပြီးတော့မှအဓိပ္ပာယ်ကိုကောက်နှုတ်တာကောင်းပါတယ်ဒီခက်စစ်ထဲမှာပါတဲ့စကားလုံးတွေဆိုရင်တော့ကျောင်းသားတွေကိုယ်တိုင်ပဲဒီခက်စစ်ထဲအတိုင်းဖြည့်ဆို့နိုင်ပါတယ်ကဲဒါဆိုနောက်တစ်ခုဖြစ်တဲ့ဥပမာအလင်္ကာနောက်တစ်ပုဒ်ကြာညွတ်ဖျောင်းနေချိန်ပြောင်းတို့ဆိုတဲ့ဥပမာအလင်္ကာကိုသွားမယ်ကြာညွတ်ဖျောင်းနေချိန်ပြောင်းတို့ရဲ့အဓိပ္ပာယ်ကကြာကိုနေထိတဲ့အချိန်ဖျောင်းကိုအပူမိတဲ့အချိန်မှာပျော့ပြောင်းသွားတယ်ညှို့ခွေသွားတယ်ဆိုတဲ့သဘောကိုပြောရှင်ဖြစ်တယ်ဒီမှာကြာညော့ဖျောင်းကြာကိုနေထိတဲ့အချိန်ဖျောင်းကိုအပူချိန်ထိတဲ့အချိန်တွေမှာပျော့ပြောင်းသွားတဲ့ပုံစံကသူကအနှိုင်းဖြစ်ပါတယ်သူကအနှိုင်းဖြစ်တယ်ဘာကအနှိုင်းခံဖြစ်တယ်လဲဆိုရင်နတ်ရှင်တော်ကိုစားဆိုးကိုလွန်းဆွတ်တရိယာနေတဲ့ရှစ်သူမယ်ကလေးဖြစ်တဲ့ရာဇဓာတုကလေးဟာလွန်းဆွေးတဲ့ဓာတ်နဲ့အလွန်းဆွေးဓာတ်တွေကြောင့်ပူဆွေးတော့ကရောက်နေရပုံအနှိုင်းခံကိုကြာနေအောင်ထိတော့ကြာအပူချိန်မိတော့ဖျောင်းတို့အနှိုင်းခံနှင့်အနှိုင်းနှင့်ခိုင်းနှိုင်းရေးဖွဲ့ထားတဲ့အတွက်ကြောင့်ဥပမာအလင်္ကာမြောက်ပါသည်လို့ဖြစ်ရင်အဆင်ပြေပါတယ်နောက်တစ်ခုဥပမာအလင်္ကာပဲဖြစ်တဲ့ငှက်သွင်းပြန်ကြွမတတ်တော့လို့မေးလာရင်တော့ဝင်ကောက်ဥတ္တိအလင်္ကာဖြစ်နိုင်ပြီးတော့ငှက်သွင်းလို့ထွက်မေးရင်တော့သူဟာဥပမာအလင်္ကာဖြစ်ပါမယ်
ငှက်သွင်းငှက်ရဲ့အသွင်တံမျိုးလို့ပြောချင်တာဖြစ်တယ်ဇာဆိုနတ်ရှင်တော်ဟာသူ့ရဲ့ရှစ်သူစီကိုအလင်းအမြန်ပြန်သွားရှင်တဲ့ဒါကအနှိုက်ခံဖြစ်တယ်ငှက်ဟာလေရဲ့အဟုန်နှုံးဖြင့်အမြန်နှုံးဖြင့်လေပေါ်ထက်မှာကောင်းကင်ထက်မှာပြန်သွင်းပုံအနှိုင်းဒီနှစ်ခုကိုအနှိုင်းနဲ့အနှိုင်းခံကိုခိုင်းနှိုင်းရေးဖွဲ့တဲ့အတွက်ကြောင့်ဥပမာအလင်္ကာမြောက်တယ်ငှက်သွင်းပြန်ကြမတတ်တော့ဟောကိုဖြေမယ်ဆိုရင်တော့ဝင်ကားဥတ္တအလင်္ကာအဖြစ်ဖြေမယ်ဆိုရင်ငှက်ကဲ့သို့ပြန်တန်းရှင်းကမတတ်နိုင်ဟုတိုက်ရိုက်မရေးပဲငှက်သွင်းပြန်ကြွမတတ်တော့ဟုသွေဝဲရေးဖွဲ့တဲ့အတွက်ကြောင့်ဝင်ကားဥတ္တအလင်္ကာမြောက်သည်လို့ဖြေပါမယ်နောက်တစ်ခုကဗဒေါက်လျံခဲရွှေရည်ဆွဲဗဒေါက်လျံခဲရွှေရည်ဆွဲရွှေရည်လို့တီးတန့်မေ့ရင်လည်းဖြေလို့ရတယ်လို့ဗဒေါက်လျံခဲရွှေရည်ဆွဲလို့မေ့ရင်တော့ဥပမာအလင်္ကာဖြစ်မယ်ရွှေရည်လို့မေ့ရင်ယူပကအလင်္ကာဖြစ်ပါမယ်ဥပမာအလင်္ကာကိုပဲဖြေပြပါမယ်အမေးများတဲ့ဥပမာအလင်္ကာကိုပဲအဖြေပေးပါမယ်ဗဒေါက်လျံခဲရွှေရည်ဆွဲပန်းဗဒေါက်တည်းရဲ့ဗဒေါက်ပန်းတွေရဲ့ဝင်းဝါပုံအနှိုင်းခံတဲ့ရွှေရည်တွေတုံးလိန်ထားတဲ့အခါမှာရွှေရည်ရွှေသွေးတွေတုံးလိန်ထားတဲ့အခါမှာဝင်းဝါပုံအနှိုင်းခံကိုခိုင်းနှိုင်းရေးပွဲထားတဲ့အတွက်ကြောင့်ဥပမာအလင်္ကာမြောက်ပါတယ်နောက်တစ်ခုဝင်ကားဥတ္တိအလင်္ကာတစ်ခုဖြစ်တဲ့ရည်ဆောင်ပန်းမှန်ကိုသွားမယ်ရည်ဆောင်ပန်းမှန်လွယ်ပါတယ်ရည်ရွယ်ထားသောပန်းလို့ပြင်ရပါပြီရည်ရွယ်ထားသောပန်းဟုတိုက်ရိုက်မရေးပဲရည်ဆောင်ပန်းမှန်ဟုတွေ့ဝဲရေးဖွဲ့ထားသောကြောင့်ဝင်ကားဥတ္တိအလင်္ကာမြောက်ပါသည်နောက်တစ်ခုတည်းသောပါဝင်တဲ့ပြိုက်ကျသွေဖြီးနှင်းထက်သည်အတိတ်တရားဥတ္တိအလင်္ကာဖြစ်ပါတယ်အတိတ်တရားဥတ္တိအလင်္ကာကအလွန်အကျူးရေးဖွဲ့တာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုနှင်းထက်တီးတယ်ဆိုတော့နှင်းနေကြရောက်တာတဲ့ပို့ပြီးတော့တဲတဲထန်ထန်ကြရောက်နေတယ်ဆိုတဲ့သဘောကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ပြိုက်ကျသွေဖြီးနှင်းထက်သည်ကိုကြပြမှာမိမပြိုလေးဟာသို့မဟုတ်ရာဇဓာတုကလေးဟာရှစ်သူမယ်လေးဟာဒီလိုရေးလို့ရတယ်ရှစ်သူမယ်လေးဟာရှစ်သူကိုလွှမ်းတဲ့စိတ်နဲ့ကြာရောက်သောမြည်ရည်ကြာလာသောမြည်ရည်များကိုတာမန်မျှမရေးပဲပြိုက်ကြွသွေဖြီးနှင်းထက်သည်ဟုတို့အလွန်ကျူးရေးဖွဲ့တဲ့အတွက်ကြောင့်တိတရားဥတ္တိအလင်္ကာမြောက်ပါတယ်လို့ရေးရမှာဖြစ်ပါတယ်နောက်တစ်ခုဝင်ကားဥတ္တိအလင်္ကာတစ်ပုဒ်ဖြစ်တဲ့ညစ်စင်စံမြညစ်စင်စံမြကတော့ကျွန်တော်တို့ဒီကက်ဆက်ထဲမှာလည်းပါပါတယ်ညင်ညောဖြူစင်အသားရည်ညင်ညောဖြူစင်သူတို့ဤစံထားရသူဟုတိုက်ရိုက်မရေးပဲညစ်စင်စံမြဟုတွေ့ဝဲရေးဖွဲ့တဲ့အတွက်ကြောင့်ဝင်ကားဥတ္တိအလင်္ကာမြောက်သည်လို့ဖြေလို့ရတယ်ကျိုင်းစင်များခက်လဲအတူတူပါပဲကျိုင်းစင်များခက်လဲကိုလုံးကိုဖန်ထွားကျိုင်းစင်ကျေသူဟုတိုက်ရိုက်မရေးပဲကျိုင်းစင်များခက်ဟုသွဲဝဲရေးဖွဲ့တဲ့အတွက်ကြောင့်ဝင်ကားဥတ္တိအလင်္ကာမြောက်တယ်နောက်တစ်ခုကစိန်ပွင့်အောင်လူလဲဝင်ကားဥတ္တိအလင်္ကာဖြစ်တယ်စိန်ပွင့်စိန်ပကြီးများရှယ်သားထားသောခေါင်းအုပ်ဟုတိုက်ရိုက်မရေးပဲခေါင်းအောင်မိအောင်ဟုတိုက်ရိုက်မရေးပဲစိန်ပွင့်အောင်ဟုသွဲဝဲရေးဖွဲ့တဲ့အတွက်ကြောင့်ဝင်ကားဥတ္တိအလင်္ကာမြောက်တယ်နောက်တစ်ခုကတက်မြငယ်ရှစ်အသက်တမြရှစ်မြချင်းမြတ်တို့ရသောငယ်ကရှစ်သူဟုတိုက်ရိုက်မရေးပဲတက်မြငယ်ရှစ်ဟုသွဲဝဲရေးဖွဲ့တဲ့အတွက်ကြောင့်ဝင်ကားဥတ္တိအလင်္ကာမြောက်တယ်နောက်တစ်ခုယူပကအလင်္ကာတစ်ခုဖြစ်တဲ့ရှစ်ဝင်မှာတော့အရှိရဲ့ PC လေးလံပုံအနှိုင်းခံကိုဝင်ထုတ်ဝင်ပိုးရဲ့ PC လေးလံပုံအနှိုင်းနဲ့ဂုံဤတူရှင်ထပ်တူပြုရေးဖွဲ့ထားသောကြောင့်ယူပကအလင်္ကာမြောက်သည်လို့ဖြေမှာဖြစ်ပါတယ်နောက်တစ်ခုကစစ်ရှင်လျံမြရဟတ်သောစစ်ရှင်လျံမြရဟတ်သောစစ်ရှင်လျံမြလို့မေးရင်လည်းရပါတယ်စစ်ရှင်လျံမြဆိုရင်လည်းဥပမာအလင်္ကာဖြစ်တဲ့စစ်ရှင်လျံမြရဟတ်သောဆိုလည်းဥပမာအလင်္ကာပဲဖြစ်ပါတယ်ဥပမာအလင်္ကာကိုဖြေမယ်ဆိုရင်နေရဲ့လျံမြန်တော့နေအောင်ချီရဲ့လျံမြန်တော့ကအနှိုင်းဖြစ်တယ်နတ်ရှင်တော်ကစာဆိုကရှစ်သူစီကိုအလင်းအမြန်ရောက်ရှင်ပုံကအနှိုင်းဖြစ်တယ်sorry အနှိုင်းခံဖြစ်တယ်နတ်ရှင်တော်ကရှစ်သူစီကိုအလင်းအမြန်ရောက်ရှင်ပုံအနှိုင်းခံကိုနေအောင်ချီဤအလင်းအမြန်ကြောက်ရောက်ပုံအနှိုင်းနဲ့ခိုင်းနှိုင်းရေးဖွဲ့တဲ့ဒီအတွက်ကြောင့်ဥပမာအလင်္ကာမြောက်သည်ဟုဖြေရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ပေါ်နွေလာလျင်ကဗျာမှာပါဝင်တဲ့အလင်္ကာတော်တော်များများပြည့်စုံကိုပေါ်ပြရှင်းလင်းပေးသွားတာဖြစ်ပါတယ်ဒီထက်ကမှနောက်ဗီဒီယိုမှာဒီပေါ်နွေလာလျင်ကဗျာတဲမှာမှအမြဲတမ်းနှစ်စဉ်နှစ်တိုင်းမေးလိမေးထရှိတဲ့အလင်္ကာတွေကိုတီးတန့်ထုတ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့မျှဝေပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်